Channel ပရိသတ်များအားလုံးမင်္ဂလာပါဒီတစ်ခါမှာတော့ဆေးရုံမှာလူနာမရှိတဲ့ကဒင်ကိုလက်နဲ့မတော်တဆပဲဖြစ်လက်နဲ့ခောက်လိုက်မိတဲ့အခါဖြစ်ပေါ်လာတတ်တဲ့နမိတ်အကြောင်းတွေကိုတင်ဆက်ပေးသွားမှာဖြစ်ပါတယ်ဆေးရုံမှာလူနာမရှိတဲ့ကဒင်ကိုလက်နဲ့ခောက်တဲ့အခါမြမအယူအဆနဲ့အတိတ်ပဲနမိတ်အချို့ရှိတတ်ပါတယ်လူသိများတဲ့တတိထားရမယ့်အယူအဆတွေကတော့လူနာမရှိတဲ့ကဒင်ကိုခောက်တာကမကောင်းတဲ့အရာတစ်ခုခုယောဂဖြစ်လာမယ်သေဆုံးမှုနည်းနည်းရှိတယ်ဆိုတဲ့အထင်အမြင်နဲ့ဆက်ဆက်တတ်ပါတယ်ဝိညာဉ်တဘာဝနဲ့ဆက်ဆက်တယ်လို့ယုံကြည်မှုရှိကြပါသေးတယ်တချို့ကလူနာမရှိတဲ့ကဒင်ကိုခောက်တာကဝိညာဉ်တွေကိုခေါ်တာဖြစ်တတ်တယ်ဆိုပြီးကြောက်တတ်ကြပါတယ်ဥပမာဆေးရုံတွင်ညအချိန်မှာပုံထားတဲ့စိတ်ဝင်စားမှုတွေနဲ့ပတ်သက်ပြီးသတိထားသင့်တယ်လို့ယုံကြည်ကြတတ်ပါတယ်ဆေးရုံမှာလူနာမရှိတဲ့ကဒင်ကိုလက်နဲ့ခောက်ခြင်းဟာမြမယဉ်ကျေးမှုနဲ့ဗေဒင်အမြင်အရနမိတ်ဆိုးတရက်အဖြစ်လဲယူဆကြပါတယ်ဒီအကြောင်းအရာတွေကိုအခြေခံပြီးတော့အတိတ်နမိတ်တွေကိုလည်းဆက်လက်တင်ဆက်ပေးပါအောင်မယ်နံပါတ်1ဝိညာဉ်ခေါ်တဲ့နမိတ်လူမရှိတဲ့ကဒင်ကိုခောက်တာဟာဝိညာဉ်တစ်စုံတစ်ဦးကိုခေါ်နေခြင်းလို့သဘောတူကြတတ်ပါတယ်သေဆုံးသူဝိညာဉ်နဲ့ဆက်သွယ်ခြင်းဝိညာဉ်နားလည်အောင်အရာတစ်ခုပြသခြင်းလို့ယူဆနိုင်ပါတယ်နံပါတ်2နေရာကိုစကားပြောခြင်းနတ်မြတ်နဲ့ဆက်သွယ်ခြင်းတချို့တွင်ကဒင်ဟာနတ်နေရာတစ်ခုဝိညာဉ်နားနေရာတစ်ခုအဖြစ်လေးစားကြတတ်ပြီးခောက်ခြင်းကနတ်နဲ့စကားပြောနေတာလို့ယူကြတတ်ပါတယ်နံပါတ်3သေဆုံးမှုနီးပါးနမိတ်အလွတ်ကဒင်ခောက်တာကမကြာမီလူနာတဦးလာမယ်ဆိုတာမျိုးအထူးသဖြင့်သေဆုံးလာမဲ့သူဆိုတဲ့အနက်နဲ့မကောင်းတဲ့နမိတ်ဖြစ်သတ်မှတ်ကြတတ်ပါတယ်ကျမရဲ့တငယ်ချင်းဆေးရုံအလုပ်သမားမိုးနှင်းဝေပြောပြတဲ့အတွေ့အကြုံတစ်ခုကိုတင်ဆက်ပေးပါမယ်မိုးနှင်းဝေဟာအသက်25နှစ်ရှိပြီးတော့ဆေးရုံအလုပ်သမားအသစ်တဦးပါမိုးဟာညပိုင်းအလှည့်ကျဆေးရုံတာဝန်ထမ်းဆောင်နေတဲ့အချိန်လူနာမရှိတဲ့အခန်းလွတ်ထဲကကဒင်တစ်လုံးကိုသူမရဲ့အိမ်ငိုက်မှုကြောင့်လက်နဲ့အလိုလိုခောက်မိသွားတယ်ဒါဟာဆေးရုံရဲ့မဖြစ်တဲ့အလေးထားတစ်ခုဖြစ်ပြီးအလွတ်ကဒင်ကိုမထိပါနဲ့မဟုတ်ရင်လူနာတွေဇက်တိုက်ရောက်လာမယ်ဆိုတဲ့အယူအဆကိုသူငယ်ငယ်ကကြားဘူးခဲ့တယ်ဒါပေမဲ့အဲ့ဒါကိုသူမယုံကြည်ခဲ့ဘူးကဒင်ကိုခောက်မိပြီးမိနစ်ပိုင်းအတွင်းမှာပဲဆေးရုံကိုလူနာအသစ်တွေစတင်ရောက်ရှိလာတယ်။အရင်ကတိတ်ဆိတ်နေတဲ့ဆေးရုံဟာရုတ်တရက်လူနာတွေနဲ့ပြည့်ကျက်လာတယ်။ဒေါက်တာရွှေစင်မိုးကဒီလိုမျိုးလူနာများတာခုကြတော့မှမြင်ဖူးတယ်လို့အံ့အားသင့်စွာပြောတယ်။မိုးဟာဒီဖြစ်ရပ်ကိုစူးစမ်းဖို့ဆုံးဖြတ်ပြီးဆေးရုံရဲ့သမိုင်းကိုလေ့လာတယ်။သူသိရတာကဒီကဒင်ဟာဆယ်စုနှစ်တွေကြာအလွတ်ထားခဲ့တဲ့ကဒင်ဖြစ်ပြီးဒီကဒင်ကိုထိမိသူတိုင်းလူနာတွေရုတ်တရက်ရောက်လာတတ်တယ်ဆိုတဲ့နမိတ်ဆိုးတွေရှိခဲ့ဘူးလေ။ဒါဟာဆေးရုံရဲ့မပြောက်ကင်းနိုင်တဲ့ကျိန်စာတစ်ခုလို့ယူဆကြတယ်။မိုးဟာဆေးရုံရဲ့အကြီးအကဲဦးအောင်မြင့်ကိုဒီအကြောင်းမေးမြန်းတဲ့အခါဒီကဒင်ဟာအရင်ကဆေးပညာရှင်တဦးရဲ့စမ်းသပ်ကဒင်ဖြစ်ခဲ့ပြီးအဲ့ဒီဆရာဝန်ဟာလူနာတွေကိုကယ်တင်ဖို့အသက်ဆုံးခဲ့ရတဲ့အကြောင်းဖွင့်ဟပြောပြတယ်။ဒါကြောင့်သူ့ရဲ့ဝိညာဉ်ကလူနာတွေကိုအမြဲကူညီဖို့ဒီကဒင်မှာကြံရစ်နေတယ်ဆိုတဲ့အကြောင်းပါမိုးဟာဒီအဖြစ်အပျက်ကနေသင်ခန်းစာရပြီးအဲ့ဒီကဒင်ကိုလေးစားမှုနဲ့ပြန်ထားလိုက်တယ်လူနာတွေလည်းတဖြည်းဖြည်းပြန်လျှော့သွားခဲ့တယ်ဒါပေမဲ့တိလိုက်တာကတကယ်တော့ဒီကဒင်ဟာဆေးရုံရဲ့ကံကောင်းထောက်မှုတစ်ခုဖြစ်ပြီးအရေးပေါ်လူနာတွေကိုအချိန်မီရောက်စေတဲ့လျှို့ဝှက်အားသာချက်တစ်ခုဆိုတာပါပဲတချို့အရာတွေဟာကျိန်စာလားကံကောင်းခြင်းလားဆိုတာကိုဘယ်လိုရှုမြင်လဲအပေါ်မူတည်ပါတယ်ဒီလိုအကြောင်းအရာနဲ့ပတ်သက်ပြီးတော့အဖြစ်အပျက်တော်တော်များမှဆေးရုံတွေမှာကြုံဖူးကြပါတယ်လူနာအလို့ရှိတဲ့ကဒင်ကိုခောက်မိလိုက်ပြီဆိုတာနဲ့လူနာအရေးပေါ်ဖြစ်တာတို့ခောက်ပြီးခဏကြာမှလူနာအရေးပေါ်ဖြစ်လာတာတို့အထူးသဖြင့်ယောဂပြင်းထန်သူများရောက်လာတာတွေကိုကြုံခဲ့ရဘူးပါတယ်နောက်ထပ်အဖြစ်အပျက်တွေလည်းကြုံခဲ့ရဘူးတယ်လို့ဆေးရုံဆောင်များကပြောပြဘူးပါတယ်ဝိညာဉ်နှောက်ယှက်မှုတွေလည်းကြုံရပါတယ်တချို့ကအိပ်စက်မရတာဝိညာဉ်တွေရဲ့နှောက်ယှက်မှုတွေကြုံရတယ်လို့ပြောကြပါတယ်ဆေးရုံအတွင်းစိတ်ဖိစီးမှုများနဲ့လဲကြုံရတတ်ပါသေးတယ်လူနာကတင်ကိုခောက်မိသူကိုယ်တိုင်စိတ်ဖိစီးမှုများတာမတော်တဆဖြစ်တာတို့နဲ့ကြုံရတတ်တယ်လို့လဲဆိုကြပါတယ်အဆုံးထိကြည့်ရှုပေးလို့အားလုံးကိုကျေးဇူးတင်ပါတယ်